အားလုံးပဲမင်္ဂလာပါဗျအဲ့တော့ဒီကတော့ကျွန်တော်တို့ကရှေ့မှာ elemental poisoning ဘာညာလုပ်ခဲ့ပြီးသားပြီပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ responder နဲ့ပတ်သက်ပြီးတော့လည်းဟိုးရှေ့မှာတည်းကသင်ခန်းစာတွေတင်ပြီးတော့ပြီဆိုတော့ရလာတဲ့ password hash တွေကို crack တဲ့ဟာတွေကိုနည်းနည်းလေးပြန်ပြီးတော့ပြောပြမိပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ကတီးတန့်ရေးတစ်ခုမသုံးတော့ဘဲနဲ့ပေါ့နော်ဒီကျွန်တော်တို့ရဲ့ edit directory left ကိုမသုံးတော့ဘဲနဲ့ဒီထဲမှာကျွန်တော်အသင်ရှိနေတဲ့ window left တစ်ခုကိုနမူနာလုပ်ပြပါမယ်နော်အဲ့တော့ဒီ window left ကတော့ KMN training wing ဆိုတဲ့ဟာဖြစ်ပြီးတော့ဒီ left ကိုလိုချင်တဲ့သူတွေလေ့လာချင်တဲ့သူတွေခကျွန်တော်ရဲ့ blog ပေါ့နော်ဒီ blog ထဲမှာ Bami blog ဖြစ်စေ ENG blog ဖြစ်စေ blog ထဲမှာဒီနာမည်လေးတိုင်းရိုက်ရှာလိုက်ပြီးတော့ဝင်တောင်းနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါက Apple ရဲ့ ARM เนาะဒီ Apple Silicon တွေပေါ်မှာသုံးတာဖြစ်တဲ့အတွက်သူက emulation နဲ့သွားတာဖြစ်လို့နည်းနည်းလေးပုံမှန်ထက်ပိုလေးပါတယ်အဲ့တော့ကျွန်တော်မြန်မာ blog ဆိုရင်ဒီဟာပေါ့เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီလေးရိုက်ရှာလိုက်လို့ရပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာMetasploit for and လိုမျိုးဖန်တီးထားတာเนาะအဲ့တော့ unofficial version ပါဆိုတော့ဒီမှာ download ရတယ်အဲ့တော့ဒီမှာကျွန်တော် download credential တွေလည်းပေးထားပါတယ်เนาะအဲ့တော့ဒီ lab ကိုကျွန်တော်တို့ Metasploit 3တင်လို့မရတဲ့ Apple Silicon တွေအတွက်သုံးနိုင်ပါတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့နည်းနည်းအဆင်ပြေမယ်ထင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာOBA file ပေးထားတာကတော့တာမန်ကွန်ပျူတာတွေအတွက်ဖြစ်ပြီးတော့เนาะ Apple Silicon သမားတွေအတွက်ကတော့ဒီမှာเนาะဒီ UTM version ဖြစ်ပါတယ် UTM ဆိုတာဒီမှာကျွန်တော်ပြထားသလိုပဲပေါ့เนาะသုံးရမှာပါဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော်user name က administrator ဖြစ်ပြီးတော့ password က password PSSW0R ဒီနောက်မှာ exclamation လေးပါနော်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ကထုံးစံအတိုင်းပဲ responder ကို run ထားပါမယ်အဲ့တော့ responder ကို run တဲ့အခါပေါ့နော်ဒီကျွန်တော်တို့အနေနဲ့သုံးနေကြ option တွေအတိုင်းပဲသုံးလို့ရပါတယ်အဲ့တော့ responder ကို run မယ်ဆိုလို့ရှိရင်များသောအားဖြင့်နော်ကျွန်တော်တို့ဟိုပါပေါ့ root နော်ဒီ root permission root access လိုပါတယ်နော်ဒါကတော့အားလုံးသိပြီးသားပါအဲ့တော့ဒီမှာကျွန်တော်ကresponder -i ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ interface ကိုတစ်ချက်ပြန်ကြည့်ရပါအောင်မယ်နော်ဆိုတော့ EJ0 ပေါ့နော် okay အဲ့တော့ကျွန်တော်တို့responder -i ETA0 ပေါ့နော်ပြီးတော့ကျွန်တော်တို့-d WP စသဖြင့်ပေါ့နော် option နဲ့အရင်တော့ responder run ခဲ့တဲ့အတိုင်း run လေးရတယ်နော် RDW နဲ့ run လေးရတယ်နော် DWP နဲ့ run လေးရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ RDW နဲ့ပဲအရင်ဆုံး run ကြည့်လိုက်မယ်ပေါ့လေsorry WDမရှိဘူးနော် WD ပေါ့အဲ့တော့ဒါမျိုး range ကြည့်လိုက်လို့ရပါတယ်နော်ဆိုတော့ဒီမှာဟိုကဘာမှမလုပ်ရသေးဘူးတကယ်တမ်းတော့ဒီ lab ထဲမှာကကျွန်တော်ကဟိုနောက်ွယ်ကနေပြီးတော့ပေါ့နော်ဒီမမှန်တဲ့
ဟာပေါ့ဘယ်လိုပြောရမမှန်တဲ့ server တစ်ခုကိုချိတ်ဆက်တဲ့ command တွေเนาะ auto လို့လုပ်အောင်ထည့်ထားပြီးတယ်အဲ့ဒါကြောင့်မလို့ဒီနေရာမှာဒီလိုမျိုးပေါ်နေတာဖြစ်ပါတယ်เนาะအဲ့တော့ဘာမှလုပ်ချင်မလို့တန်းရတယ်တကယ်တမ်းမှာဆိုရင်တော့အဲ့လိုမဟုတ်ဘူးသူ့ရဲ့သဘောကเนาะကျွန်တော်တို့ရှေ့က responder အကြောင်းသင်ခဲ့ဘူးတဲ့เนาะဒီ integer access မှာသင်ခဲ့ဘူးတဲ့သင်ခန်းစာတွေကလိုပါပဲเนาะဆိုတော့ဒီနေရာမှာတယောက်ကဥမာเนาะအဲ့တော့ kbc.com ပေါ့เนาะအဲ့ဒါကိုမှားပြီးတော့ရိုက်မိလိုက်တယ် kbct ပေါ့တခုခုပို့သွားပြီးရိုက်မိလိုက်တယ်ပေါ့လေเนาะအဲ့ဒါမျိုးပါပဲเนาะဆိုတော့တခုခုနဲ့ချိတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာဖြစ်တဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะဒီမှာတော့ capture လုပ်ပြီးသားမို့လို့ဒါတွေက skip ပဲပြန်ဖြစ်သွားမှာပါเนาะအဲ့ဒါမျိုးဆိုရင်သူက pointing လုပ်ပြီးတော့เนาะဒီလာတာပေါ့လေเนาะအဲ့တော့ဒီမှာဆက်သွယ်လို့မရဘူး error ဖြစ်သွားတယ်အော်ငါလိပ်စာမှားနေရပဲဆိုပြီးတော့လိပ်စာပြင်လိုက်တယ်တိုးတော်လေးပဲဒီဘက်မှာတော့ hash တွေပါသွားတယ်ပေါ့เนาะအဲ့တော့ဒါလေးကျွန်တော်တို့ဒါတည်ပြီးသားတွေပါเนาะအဲ့တော့ hash ကိုရပြီဆိုတော့အဲ့ဒါကို cram မယ်ပေါ့ဟုတ်ပြီเนาะအဲ့တော့ blue cram လေအဲ့တော့ဒီ hash ကိုဖြည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့เนาะထုံးစံအတိုင်းပဲ rock key ကိုသုံးမယ်ပေါ့ဟုတ်ပြီเนาะအဲ့တော့ဒါဆိုရင်ဒီကောင်ဖြည့်လို့ရတယ်အဲ့တော့ဒီကောင်ဒီဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ရင်လည်းသိနိုင်ပါတယ်เนาะ NTLM-v2 hash ဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီ hash က NTLM-v2 ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့hash cat နဲ့ cram မယ်ဆိုရင် hash cat ထဲမှာ NTLM-v2 ကเนาะ -m mode က vlog လေးเนาะအဲ့ဒါကိုရှာရမယ်ဟုတ်ပြီเนาะအဲ့တော့ပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒါကိုလွယ်ကူ crack လို့ရပြီဟုတ်ပြီเนาะအဲ့တော့ဒီ hash တွေကိုကျွန်တော်က copy ကူးလိုက်မယ်နော်ပြီးတော့ဒီမှာ paste လုပ်လိုက်မယ်အဲ့ဒီ file ကိုကျွန်တော်တင်လိုက်မယ်နော်အဲ့တော့လောလောဆယ် desktop ပေါ်မှာတင်လိုက်မယ်ဘယ်လိုတင်လိုက်မလဲ hash.txt ဆိုပြီးတော့တင်လိုက်ပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဒါဆိုရင်ကျွန်တော်ကဒါကိုလုပ်ချင်မလို့တော့ဘူးပြန်လိုက်လို့ရပါတယ်နော်အဲ့တော့ဒီဘက်က window machine လည်းမလို့တော့ပါဘူးနော်ဆိုတော့ကျွန်တော်တို့ဒီမှာ hash ပေါ့အဲ့တော့ဒီ hash ကိုကျွန်တော်ကcopy ကူးပြီးတော့နော်ကျွန်တော်ရဲ့ main system ကိုသွားလိုက်မယ်ဒီကောင် power ပိတ်လိုက်ပါမယ်နော်အဲ့တော့မလိုအပ်ဖြစ်နေ CPU usage တင်များနေမှာဆိုလို့ပိတ်လိုက်တာပါ okay နော်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာပဲနော် home ထဲမှာပဲ paste လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်နော် hash.txt ရောက်သွားပြီပေါ့ဟုတ်ပြီနော်အဲ့ရောက်သွားပြီဆိုတော့ကျွန်တော်ဒီမှာ hash cat ကိုသုံးမယ်နော်အဲ့တော့ပုံမှန်တိုင်းကျွန်တော်တို့ hash cat နဲ့ cram မယ်ဆိုကြပါစို့ hash hash cat ပေါ့နော်အဲ့တော့ hash cat ကိုကျွန်တော်တို့ဘယ်လိုသုံးရမလဲ -hlp help ဒါတွေကသင်ပြီးသားတွေပါနော်အဲ့တော့ပြီးတော့ကျွန်တော်ဒီမှာ grep grab အဲ့ဒီမှာနော် ntlm ဆိုပြီးရှာကြည့်မယ်ပေါ့နော်အဲ့တော့ဒီတိုင်းမတွေ့ဘူး ntlm အကြီးရေးမယ် ntlm နော် okay hash cat help သင်ကြည့်အောင်နော်ဒီ version မှာကသူ့ရဲ့ mode တွေကိုနော်အဲ့တော့သူ့ရဲ့ mode တွေကိုတီးတန့်ကြီး attack mode ပဲရှိရပေါ့နော် hash mode တွေကိုဒီမှာမပါထားဘူး please use hh နော်အဲ့တော့ဒါဒီမှာမဟုတ်လို့နော်ကာလီမှာကျတော့အဲ့လိုမဟုတ်ဘူးကာလီမှာကျွန်တော်တို့ hash cat နော် -hlp help ဆိုရင်ဒါအကုန်လုံးပါတယ်ပေါ့နော်ဟောဒီမှာလည်းမပါတော့ version 2ပါပြီ okay အဲ့ဆိုရင်ကျွန်တော်တို့က -hh နဲ့ပဲသွားရမယ်ဒါဆိုရင် hash cat -hh နော်ပြီးတော့မှကျွန်တော် grep grep ntlm နော်ဒီအောင်နော်အဲ့တော့ -hh ဆိုရင်တို့ကအကုန်လုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က -hh ကိုမှ grep grep ntlm နော်ဒါအသေးနဲ့ရှာကြည့်တော့မတွေ့ဘူး ntlm အကြီးနဲ့ရှာကြည့်တဲ့အခါမှာတွေ့တယ်
နော်အဲ့တော့ NDLM v2 တည်တဲ့ဆိုရင်ဒီကောင်ကပါလဲဆိုတော့9600ပေါ့နော် network protocol ဆိုပြီးတွေ့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါကိုသုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်က HASHCAD hashtag -m 9600ကိုယူလိုက်မယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုက rock queue နော်ကျွန်တော်မှာ rock queue က directory အတူတူမှာပဲရှိနေလို့မဟုတ်ရင် kali ထဲမှာဆိုရင်ကိုယ့်အကူ rock queue file ရှိတဲ့နေရာကို directory ပါထည့်ရမှာပေါ့နော် usr share တွေက whitelist တွေက rock queue.txt ပေါ့ -d1 -w3 ပေါ့နော်စသဖြင့်ကျွန်တော်တို့ဒါ graph ကိုထူသားကြည့်လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီဟိုမှာကျွန်တော်တို့ကကိုယ့်ထက်ပိုပြီးတော့ဒီဟိုပါပေါ့ကောင်းတဲ့နီးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လက်ရှိဒီ CPU GPU တွေကိုရွေးပြီးသုံးနေတဲ့အခါမှာ hashtag ကိုနော် hashtag -i နဲ့ဖွဲ့ကြည့်လို့ရတယ်နော်အဲ့တော့ကိုယ့်ရဲ့ interface ကိုကြည့်လို့ရတယ်ကျွန်တော်ဒီမှာကြည့်တဲ့အခါမှာဒီနေရာမှာ device ID 01ရှိရယ်ဒီမှာပေါ့နော် OpenCL 1ရှိရယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ကျွန်တော်ကဒီ device ကိုယူတာပို့ပြီးတော့ကောင်းမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ OpenCL ဒီ NVIDIA GPU နဲ့ပို့ပြီးတော့ခိုင်ရယ်ဒါကြောင့်မလို့ကျွန်တော်ကဒီနေရာမှာတော့ဒီ device ID ကိုယူပြီးထည့်လို့ရတယ်ပေါ့လေနော်ဒါမျိုးတွေ့နိုင်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော်တို့device ID နော်01ပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒါမျိုးကျွန်တော်တို့ထည့်ပြီးသုံးလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါက signature separator and mesh ဖြစ်တာပေါ့နော်အဲ့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်sorry နော်အဲ့တော့ဒါကဟိုကျွန်တော်ကဒီနေရာမှာ hash.txt ကိုမထည့်လိုက်ရတာနော်အဲ့တော့ hash.txt ဆိုတော့ hash.txt hash file ကိုမထည့်တော့သူက rock queue file ကြီးကို hash လို့သဘောထားသွားတာဖြစ်ပါတယ်နော်ဒီလိုထည့်လိုက်ရင်တော့အဆင်ပြေတယ်အဲ့တော့ဒီမှာနည်းနည်းလေးပြဿနာရှိတာကသူဒီ device fam2 ဆိုပြီးပြတယ်ပေါ့ဒီနော်အဲ့တော့ဒီမှာ crack ပြီးသွားတယ်လို့ပြတယ်cracket ဆိုပြီးတော့ stated cracket လို့ပြတယ်ပေါ့နော် rock queue ထဲမှာပါတယ်မြင်တော့မြင်ပါတယ်သို့တော့နော်ဟိုအကယ်၍များပေါ့နော်ဒါဒီလိုမျိုးလွယ် password မဟုတ်ဘူးဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲနော်အဲ့တော့ကျွန်တော်ရဲ့ device ကိုထည့်လိုက်တာတော့ဟုတ်ပါတယ်ကောင်းပါတယ်နော်အဆင်ပြေတယ် GPU device က password cracking အတွက်ရမ်းကောင်းတယ်အဲ့တော့တိုးတော့ပြဿနာတစ်ခုကဘာလဲဆိုတော့ပေါ့လေနော်တခါတလေမှကျွန်တော်တို့ပို့ပြီးကောင်းတဲ့ performance ကိုလိုချင်တယ်သူရဲ့ password ကအဲ့လောက်ကြီးမလွယ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့က -o အကြီးလေးကိုနောက်မှထည့်ပေးလို့ရတယ်ဒီကောင်ကဘာလုပ်ပေးတာလဲဆိုတော့kernel optimization လုပ်ပေးတာပေါ့လေနော်အဲ့တော့ဒီမှာတော့ crap ပြီးသားဖြစ်သွားတဲ့အတွက်မလိုပါဘူးနော်အဲ့တော့ပြောချင်တာကဒီ kernel ရဲ့ minimum maximum သတ်မှတ်ထားတဲ့ဟာကိုနော်သူကဟိုဘယ်လိုပြောရမလဲကြော်ချနိုင်တယ်ပေါ့လေနော်အဲ့တော့ kernel ရဲ့ကန့်သက်ထားတဲ့ဟာထက်ပိုကြော်ပြီးတော့ရသလောက်အထိဆွဲပြီးလုပ်သွားနိုင်တယ်လို့ပြောတာပါ-o ကအဲ့ဒါကတော့ performance ပိုကောင်းနေပေါ့နော်အဲ့တော့ဒီမှာ device ID ကျွန်တော်ထည့်လိုက်တဲ့ဟာကိုသူကယူသုံးတာကိုတွေ့ရပါတယ်နော်ဆိုတော့အကယ်၍များကျွန်တော်တို့အဲ့ဒါကိုပဲအဲ့ဒီ hash ကိုပဲနော်ဒီမှာပဲ crack ကြည့်ရအောင်အဲ့တော့ HASHCAD hashtag နော်အဲ့တော့ -m 9600ပဲနော်ပြီးတော့ကျွန်တော်တို့ကsorry desktop ပေါ်ရောက်နေပြီနော် desktop ပေါ်က hash.txt file ကို usr share နော် whitelist ထဲက rockqueue.txt ကိုသုံးမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ကျွန်တော်ကဟို -d option ကိုသုံးဖို့ခက်ပါတယ်နော် HASHCAD hashtag -i ပေါ့လေနော်အဲ့တော့ဒီမှာကြည့်လိုက်တော့သူက ID ကတစ်ခုပဲရှိတယ်
နော်သူ့ကိုခဏခွဲပေးထားတဲ့ဟာပဲရတာဟုတ်နော်အဲ့တော့ဘာကျူတွေပဲရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က minus d ကိုတီးနိုင်ထည့်သွင်းစရာမလိုဘူးနော်အဲ့လိုမျိုး correct ကြည့်မယ်ဆိုရင်ရတော့ရမှာဖြစ်ပေမဲ့ကျွန်တော်ခုနဒီဘက်မှာတော့ကနော်နမူနာ correct ပြခဲ့နော်ဒီလောက် performance ကကောင်းမှာမဟုတ်ဘူးအဲ့တော့ဒီ password ပဲနော်ဒီ password ပဲသို့တော့နော်ဒီမှာ correct တော့ရပါပြီခုနလောက်နော်ဒီမမြန်ဘူးပေါ့သို့တော့ရတော့ရတယ်ပေါ့လေနော်ဒီမှာ correct ရပါပြီဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်အနေနဲ့သဘောစာတင်တဲ့အခါမှာလုံးဆောင်ရတာလွယ်အောင်လို့နမူနာလုပ်ပြထားတဲ့ password hash တွေမလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီသဘောတရားလေးတွေနားလည်ပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ main အသုံးပြုတဲ့ operating system ကဒါလျှင် hardware တွေရဲ့ resource ကိုကောင်းကောင်းအသုံးချနိုင်မှာဖြစ်တယ်ဆိုတာကိုပို့ပြီးတော့ပေါ်လွင်စေပါတယ်ဒါကကျွန်တော်လိုရတဲ့ password ကိုပေးထားလို့ပါအကယ်၍ဒီထက်ရှုပ်ထွေးတဲ့ password မျိုးပါလာတဲ့အခါဆိုရင်ကျွန်တော်တို့အနေနဲ့အခုထက်ပို့ပြီးတော့နော်အချိန်ကြီးအများကြီးကုန်နိုင်ပါတယ်အဲ့တော့ဒီမှာကျွန်တော် hash ကိုလည်းအတူတူပဲသုံးခဲ့သလိုpassword ကိုလည်းပဲပေါ့နော်ဒီတူညီတဲ့ password list ကိုပဲသုံးခဲ့တာပါပဲနော်သို့တော့ရမ်းလွယ်တဲ့ password အနေထားမှာတော့မပေါ့နော် CPU performance အရာ3ဆလောက်กว่าနေပေါ့လေနော်ဒါအကြမ်းမြင်ပြောပြတာပေါ့ဆိုတော့တကယ်တမ်းမှာအဲ့ထက်ပိုပြီးတော့ကွာခြားနိုင်မှုရှိပါတယ် password များရင်များသလိုကွာနိုင်ပါတယ်နော်အဲ့တော့အဲ့ဒါလေးကျွန်တော်တို့နားလည်ထားဖို့လိုတယ်ဒါကြောင့်မလို့ password cracking လုပ်တဲ့အခါ virtual machine ထက် real machine တွေကပို့ပြီးတော့အားတာချက်ရှိတာပါအဲ့တော့ဒါတော့နားလည်အောင်ပေါ့နော် okay ဆိုတော့ဒီသင်ခန်းစာရဲ့အဓိကပြောချင်တဲ့ပုံစံကအများကြီးမရှိပါဘူးเนาะရှေ့ကသင်ခန်းစာတွေကိုပြန်ပြီးချိန်ပြီးတဲ့သဘောပဲရှိပါတယ်ဆိုတော့ဒါတွေက password cracking မှာသင်ခဲ့ပြီးသားပါအဲ့တော့ဒီမှာကျွန်တော်က device creation ကြီးပြောခဲ့တာပါเนาะအကယ်၍များကိုယ့်ရဲ့ computer မှာ NVIDIA ပေါ့เนาะဒီ GPU ပါမယ်ပြီးတော့အဲ့ဒီ GPU ကလည်းပဲစွမ်းဆောင်ရည်ကောင်းမယ်ဆိုလို့ရှိရင် default CPU အစားခုနကျွန်တော်ပြခဲ့သလိုเนาะ hashcat -i နဲ့เนาะ sorry ဒီမှာ hashcat -i နဲ့ထုတ်ကြည့်ပါဒီမှာတစ်ခုဆိုတစ်ခုနှစ်ခုဆိုနှစ်ခုတွေ့ပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ဒီမှာနမူနာပြမယ် hashcat -i ကြီးပါเนาะအဲ့တော့ကျွန်တော်တို့ဒီမှာဒါနှစ်ခုပြရတယ်တကယ်တော့တစ်ခုတည်းပဲပါเนาะတိုးတော့ဒီမှာဘာကွာနေရလဲဆိုတော့ driver ကွာနေတာပေါ့เนาะအဲ့တော့ဒီကောင်ကOpenCL platform ပေါ့เนาะဒီကောင်ကတကယ်တမ်းဆိုရင် NVIDIA တွေနဲ့ပို့ပြီးတော့အလုပ်ဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်စီမှာတော့ဒါဒီမှာသူက Epic M2 လို့ပဲပြောထားတာဖြစ်တဲ့အတွက်เนาะဒီကောင်ကတော့ native ပေါ့เนาะ native ပေါ့ဒီကောင်ကတော့ native မဟုတ်ဘူးဆိုတော့ကွာခြားချက်နည်းနည်းတော့ရှိတယ်တိုးတော့သူဒီလည်းပဲเนาะ Epic M2 chip ကိုဒါယူထားတာပေါ့เนาะဆိုတော့ဒီထက်ပိုကောင်းတဲ့နောက်ပိုင်း generation တွေမှာတော့ဒီထက်ပိုမြန်မှာပါဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ကတကယ် GPU ရဲ့လုံးနိုင်တဲ့အလုံးလုံးနိုင်စွမ်းအောင်အပြည့်အဝအသုံးချနိုင်တာဖြစ်တဲ့အတွက်ဒီနေရာမှာပို့ပြီးတင်တော်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုထပ်ဖြည့်ပြီးပြောပြခြင်းဖြစ်ပါတယ်ဆိုတော့ဒါရှေ့ရသင်ခန်းစာတွေရဲ့ပြန်ချိတ်ပြီးတဲ့သဘောပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က responder နဲ့ဒီ hashcat နဲ့ credit ဆိုတာတွေကတင်ပြီးသားပြီနော် okay ဆိုတော့ဒီလောက်ပါပဲ